ပုံမြင်ဖတ်ပြစေချင်တာလားခတ်တာပဲငါလည်းစာချဖို့ဆိုတော့လေပုံမြင်စာအုပ်တွေဘာတွေကဝယ်ထားမျိုးတော့မရှိဘူးဒါပေမဲ့ငါလုံးနေတဲ့စာတော့ရှိတယ်ဒီစာကိုဖတ်ပြရောမင်းအိပ်ပြလောက်လားသူကဘာအကြောင်းလဲဆိုရင်တော့business technology လို့ခေါ်ရပေါ့နော်သူက ACCA က BT ဘာသာရဲ့အကြောင်းဘာပဲဖြစ်ပါမင်းအိပ်ပျော်လို့အိပ်ပျော်ညာလေးငါဖတ်ပြပေးမယ်နော်ဟုတ်ပါပြီဘာမှမတွေးနဲ့နော်အရင်ဦးဆုံးမင်းအိပ်ပျော်ဖို့ဆိုရင်ငါစာမဖတ်ခင်မှာမင်းတွေးနေတဲ့အတွေ့ပြီးသွားလို့ရှိရင်မင်းစဉ်းစားနေတဲ့အကြောင်းအရာတွေအကုန်လုံးတော့ရှက်လိုက်ဖို့လိုတယ်ဟုတ်ပြီနော်ဒါမှသာငါဖတ်ပြပြီးရဲ့ဒီစာပေါ့နော်ပုံမြင်တော့မဟုတ်ပေမဲ့ဒီစာတွေကမင်းကောင်းထဲမှာရောက်မှာဒါမှမင်းလည်းrelax ဖြစ်မှာပေါ့နော်နေတော့ထူးဆန်းနေမလားမသိဘူးစာယူလာရွတ်ပြတော့ငါဘယ်လိုလုပ်အိတ်ချင်မှလဲပေါ့ဒါမဲ့စိတ်မပူပါနဲ့သိလားဘာလဲဆိုတော့ငါတို့ចောင်းသားရဲ့အဓိကအချက်ကလေစာအတန်ကြားရင်နဲ့အိတ်ချင်တဲ့စိတ်ရှိဟုတ်တယ်မလားအဲတော့ငါစာဖတ်ပြပေးမယ်စာမဖတ်ခင်မှာအရင်ဆုံးဒီမျက်လုံးလေးတွေကိုမိတ်လိုက်နော်မိတ်လိုက်အခုကစားပြီးတော့ငါရဲ့စာဖတ်ပြတဲ့အတန်လေးကိုပဲအာယုံစိုက်ပြီးနားထောင်မယ်အာယုံစိုက်ပြီးနားထောင်မယ်ဟုတ်ပြီဆိုရင်အခုငါကACCA က business technology မှာပါတဲ့စာလေးကိုငါဖတ်ပြပေးမယ်နော်ဟုတ်ပြီဒါဆိုရင်မင်းမျက်လုံးလေးတွေမိတ်ထားနော်ငါဖတ်ပြတာကိုပဲနားဆွင့်ပြီးတော့ထောင်းနေရတယ်နော် relax ဖြစ်အောင်နေဒါဆိုရင်ငါကအရင်ဆုံးနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးကိုပဲရွေးပြီးတော့ဖတ်ပြပေးမယ်လေနော်ရွေးလိုက်တာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ chapter 3မှာပါတဲ့ political and legal နိုင်ငံရေးနဲ့ဥပဒေနဲ့ပတ်သက်တဲ့ဒါတော့စီးပွားရေးနဲ့ပတ်သက်တာပဲပေါ့နော်ဒါလေးကိုပဲဖတ်ပြပေးမယ်လေဟုတ်ပြီဒါဆိုရင်social legal authority ရဲ့ဆိုတာကတော့သူကတရားမှုပိုင်ခွင့်ပေါ့နော်တရားဥပဒေရဲ့လုပ်ပိုင်ခွင့်ရင်းမြစ်တွေရဲ့သူဘာတွေပြောထားလဲဆိုရင်ဒီမှာက statute law ရဲ့ statute law ဆိုတာကမင်းကိုမြန်မာလိုပြန်ပြရမယ်ဆိုရင်ဖွဲ့စည်းတည်ဆောက်ပုံဥပဒေပေါ့နော်အခြေခံမူချမ်းပေါ့သူကဘာလဲဆိုရင် as created by national parliaments or equivalent bodies သူကဘာတွေကနေပြီးတော့ create လုပ်ထားတာလဲဆိုရင်နိုင်ငံရဲ့လွှတ်တော်တွေဒါမှမဟုတ်လွှတ်တော်နဲ့တူညီရဲ့အဖွဲ့အစည်းတွေကနေပြီးတော့ create လုပ်ထားတဲ့ဟာကို statute law လို့ခေါ်တယ်သူကဘာလဲဆိုရင်နောက်ထပ်ပြီးတော့ပြောထားတာကwritten legal act of law on a country's constitution တဲ့နိုင်ငံတစ်နိုင်ငံရဲ့ပေါ့နော် constitution ပေါ်မှာမူတည်ပြီးတော့ဒီ law တွေကိုရေးထားတဲ့ပေါ့နော် legal act တစ်ခုဖြစ်တယ်ဘာကိုပြောထားလဲဆိုရင်သူက statute law ကိုပြောထားတာနောက်ထပ်တစ်ခုကတော့ case law ကတော့the courts may also have the authority to interpret the law သူကဘာလဲဆိုလို့ရှိရင်ပုံမှန်တရားရုံးတွေကနေလေသူတို့ရဲ့လုပ်ပိုင်ခွင့်ရှိရပေါ့ဘာလုပ်ပိုင်ခွင့်ရှိရလဲဆိုရင်ဇောနာက statute law ကို interpret ဆိုတော့သူတို့လူချင်းတဲ့သဘောဆန္ဒအလျောက်ပေါ့နော်နောက်ရက်တယ်လို့တော့မခေါ်ဘူးပေါ့ဒီသူဘာသာပြန်တဲ့အခါမှာသူလူချင်းတဲ့စီကိုလိုက်ပြီးတော့ပေါ့နော်
where the law is silent on specific issue တဲ့သူကစောနာကလောက်ပိုင်ခွင့်ရဘယ်လိုချီနေမှရှိရလဲဆိုရင်တဲ့စောနာ statute law ကြီးကတချို့တော့ကိစ္စရပ်တွေမှာဆိုရင်ပြောမထားတာမျိုးရှိရဲ့အဲ့လိုမျိုးအမှုအသစ်တွေမှာပေါ်လာတဲ့အခါမျိုးမှာဆိုရင်case အရာထပ်ပြီးတော့ဖြည့်လိုက်တဲ့တရားရုံးကနေထပ်ဖြည့်လိုက်တဲ့ဥပဒေကိုလည်းပဲသူက case law လို့ခေါ်တယ်။နောက် such decision become binding on future courts under the system of legal precedent အဲ့လိုမျိုးဆုံးဖြတ်ချက်တွေချလိုက်တဲ့အခါမျိုးဆိုရင်သူကအနာဂတ်တရားရုံးတွေမှာဆိုရင်သူ့ရဲ့ system အရာပေါ့နော်ဥပဒေ system အရာသူကနောက်လာမယ့် case တွေမှာလည်းပဲ binding ဖြစ်သွားတယ် binding ဆိုတာတွဲထားပေါ့နော် statute law လိုမျိုးပဲstatute law မှာပြောမထားတာတွေကိုသူကcase law မှာထပ်ဖြည့်လိုက်တာမျိုးဖြစ်သွားတယ်အဲ့လိုဆုံးဖြတ်ချက်တွေချပြီးအခါမှာဆိုရင်လည်းနောက် future အတွက်မှာသူကဒီကောင်ဒီ statute law အနေနဲ့အသုံးဝင်သွားနိုင်တယ်လို့ပြောတာနောက်တစ်ခုက this lead to the development of case law သူက case law ဖြစ်ဖို့အတွက်ဦးတည်သွားတယ်လို့ထပ်ပြောတာပါ now which may become as important as statute law ဆိုသူကလည်းပဲ statute law လိုမျိုးပဲအရေးပါလာပါတယ် case law လည်းပဲအရေးကြီးရဲဆိုတဲ့အကြောင်းသူထပ်ပြောတာနောက်တစ်ခုက delegated legislation သူကဘာဖြစ်လဲဆိုရင် Parliament may delegate the creation of the day regulation to civil servants by maintaining powers to veto such legislation လွှတ်တော်ကနေပြီးတော့ပေါ့သူရဲ့ဒီဥပဒေတွေရဲ့ပေါ့နော်အသေးစိတ်စီးမြင်တွေကိုပြုလုပ်ဖို့အတွက်ဘယ်သူ့ကိုလွှဲပြောင်းလိုက်တာလဲဆိုရင်ဒီလွှတ်တော်အမတ်တွေပေါ့ပုံမှန်ဒီလွှတ်တော်ခုံရုံးကြီးကနေပြီးတော့လွှတ်တော်အမတ်တွေစီကိုသူကပြုလုပ်ဖို့အတွက်အသေးစိတ်လုပ်ဖို့အတွက်ကိုလွှဲပြောင်းပေးလိုက်တယ်အဲ့ဒါဒါပေမဲ့လို့သူကဘာကိုထိန်းထားလဲဆိုရင်veto power ကိုတော့သူကထိန်းထားပြီးရဲ့အဲ့ဒါကို delegated legislation လို့ခေါ်တယ်ဒါကတော့ဘာလို့သူကဥပဒေရဲ့ရှင်းမြစ်တွေကိုသူကပြောထားပြီးတကယ်ဒီစီးပွားရေးနဲ့ဆိုင်မဲ့ဥစ္စာတွေကအောက်မှာစလာမှာပေါ့three levels of political system နဲ့နိုင်ငံရေးစနစ်ရဲ့အဆင့်3ဆင့်ရှိရဲ့နိုင်ငံရေးရဲ့စနစ်မှာအဆင့်3ဆင့်ရှိရဲ့လို့သူကတော့ပြောထားတယ်အဲ့ဒါမှာglobal national local global ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာ national လို့ခေါ်တဲ့နိုင်ငံတကာဆိုင်ရာ local ဆိုတဲ့ပြည်တွင်းဆိုင်ရာပေါ့နော်ဒါအလိုမျိုးသူ3ဆင့်ခွဲထားအဲ့3ဆင့်မှာမှsupranational ICJ လိုမျိုးရုံးတွေကို supranational သူကတော့ global ပေါ့နော်နောက်တစ်ခုက national ဆိုတာsenior court လို့ခေါ်တဲ့နိုင်ငံနဲ့ဆိုင်တဲ့အထက်တရားရုံးတွေregional ကတော့မြို့နယ်နဲ့ရပ်ကွက်တွေမှာဖွဲ့ထားတဲ့တရားရုံးတွေဖြစ်တယ်ဖတ်တာတော်ခီးရောက်သွားပြီမင်းအိတ်ချင်နေပြီလားဟုတ်ပါပြီအဲဆိုမင်းအိတ်ချင်နေဆိုရင်လည်းပြင်ကနားလိုက်တော့မယ်လေဟုတ်ပြီဆိုမင်းငါဖတ်ပြရဲ့အတွက်မင်းလည်းအိတ်ချင်အိပ်ပျော်သွားရေပေါ့နော် relax လေးဖြစ်သွားရေဆိုလို့ရှိရင်ငါချင်တတ်ပါရဲ့ဒါဆိုရင်မင်းရဲ့မျက်လုံးလေးမိတ်လိုက်တော့နော်မျက်လုံးလေးမိတ်လိုက်တော့မျက်လုံးလေးမိတ်လိုက်တော့မယ်မျက်လုံးလေးမိတ်လိုက်တော့မယ်ဟုတ်ပြီဒါဆိုရင်တော့ကောင်းတော့ညပါအိမ်မလာမပါစေ